Wolfsbrunbrücke. Rathaus. ประธานดูโนวันติงโนมองมันดีคำดีโกสันดีดูนักสันดีมันดีดูสันดีโน maybe I love you one day maybe 这女的说了不说话哦那我的妈好多ဆွတ်စစ်တွေပေါ့ပါပဲဆရာတို့လည်းနိုင်ချောင်းတော့မနေဘူးကုမ္ပဏီမှာလုပ်တဲ့လူဝင်နေတယ်လည်းဆွတ်စစ်တွေဆောင်းရှားတယ်ဆွေးစစ်ကဒီမှာမနေဘူးဒီရပြီပါလေဒါပေမဲ့ရှားတယ်ဆွတ်စစ်တွေကသူ့အေးချမ်းချမ်းမနေတာဒီလိုရှုပ်ရှက်ခဲ့တယ်ရှားတော့ရှားတယ်သူ့ channel သူ့ကအေးစေးနေတာကိုင်းချင်နေမှာဆိုတော့ဒီရတော့ရောနားနဲ့ဆက်တယ်တော့ပတ်စံခွင့်လို့လို့ရှာရှေ့ရှာရတော့ပတ်စံဘလူတော်ရှာပါလေခိုင်းတယ်ကက်ထဲကနေလေ1 million လောက်ပျောက်သွားတော့7 million ရတဲ့အချိန်ဒီ7 million ရမယ့်အခြေအနေထိရောက်တော့ပတ်စံချကြတာဆွေးရတယ်လောစာရလို့တာအဲ့ဒါကိုလေးစားတေးကြတာတခုတော့ကျွန်တော်တာမန်လူလေးနဲ့မသေးချင်ဘူးလားတာမန်လူပဲတရားလားဒါအေးစေးဘာကြီးချမ်းသာနေရောကောင်းဖို့ကကောင်းတယ်အဲ့ life style ကြိုက်တယ်ကြိုက်ဘူးကောင်းတယ်ကျွန်တော်အဲ့လိုမသေးချင်ဘူးလေကျွန်တော် Opernhaus. ဘောကတိတ်ဆိတ်နေသွားချင်ကျွန်တော်သွားကြတယ် တိတ်ဆိတ်နေသွားချင်ဗီဒီယိုလေးတင်ကျွန်တော်စ
ရိုးရှင်းရှင်းနဲ့မနေကြဘူးကျွန်တော်အိန္ဒိယနဲ့အိန္ဒိယထွက်လာရင်ကျွန်တော်လူတွေပြရပါလူတွေနောက်ဆက်နေတာကိုကျွန်တော်ကြိုက်တယ်ပါလေအဲ့ဒီရအောင် အဲ့ကိုကြတယ်ပါကိုကြပါတယ်ဟာ ဒီလေဒီကောင်းရတာဒီမှာသူပတ်စီပတ်စီလို့ထားတာတည်း ဟာ ဘာလို့ဆိုဖြစ်နေတာလဲသူသားအိမ်ပြန်မလာသေးလို့လား သူခေါင်းထဲမှာအဲ့ဒါတွေ့ရရှိချင်မှရှိပါသူကူနိုင်ဖြစ် ဟမ်သူသမီးကသူမချဲတဲ့ယောက်ျားနောက်လိုက်သွားလို့လားအဲဒီမှာဘာလို့ဖြစ်နေလဲသူလောကသူတကယ်ကြီး Kortstraße. တော်တော်လေးနေရာမှာပါဆွေးတယ်ရတယ်အလုံးလုံးတယ်အဲ့ဒါပဲစိတ်ဝင်စားတယ်ဘာလို့ကျွန်တော်လုံးနေကြတာတတိတော့တတိတော့ပါအဲ့တော့လုံးတယ်ရှုပ်ရှုပ်နေပါသူကြတယ်နေကပြီးတော့သူ့သားကိုကိုချလေးမောင်တော့တိလားအရင်လေးမောင်နိုင်မဲ့စားကြစားဘာမှမလဲသူမိမလာလေလောကဘယ်လိုလဲကောင်းမဆက်စားဘူးပါတိလား သူကသူကောင်းဖတ်တာလို့ မဟုတ် तू ကလောကဆရာကြီးဆိုင်တယ်လောက ကြည့်အောင် မဟုတ် normal ပါသူတဲ့က normal သူတော့တော့မလဲပြင်လူကြည့်ရတော့ပြန်အောင်ကြည့်အောင် အဲ့တော့သူဆိုင်တယ်မင်းစားချင်စားမှာမင်းကလည်းဘလာပဲပြေးစလားငါစားချင်အချိန်စားမှာပါကျောင်းဆိုင်နဲ့ Feldeckstraße. တူတာပါအရင်ကကျောင်းဆိုင်နဲ့တူတာတော့စားချင်စားမှာပါသူမိမစကားလေးစကားမပေးရတဲ့ကဲပြောနေတာပါသူโอเคဘာလောက်မစိတ်ဝင်တော့သူမိမနောက်နေတာစားရေးပေးရတယ်ကွာဘာလို့လိုလဲဘာလို့လောက်ရမလဲတဲ့ပါပြတူရ ကောင်းကိုင်ပြီးရောပကံနဲ့ဆောင်းလို့ထည့်ပြီးစတာ ပြီးတော့ကွာသူမိမနဲ့စိတ်ရသူစိတ်အရင်ရိုးရှင်းတာကွာသူစိတ်အရင် ဒီလိုစိတ်ကရှုပ်တယ် သူမိမစိတ်ကနည်းနည်းကွာဒီနေ့တော့ကောပါတော့သူမိမစိတ်ရပါ ခါသတဲ့ကြီးခါကိုရိုင်းနေတဲ့ကောင်းတယ်နောက်ကောင်းပြန်มาလူမိုက်ဗျာဒါသူဖမ်းဖို့အတွက်ဆိုပြီးတော့အစိုးရဟိုရန်ထုတ်ထားတာပေါ့ဒီကောင်ဖမ်းပြီးရင် family ရဲ့ပါပဲပြောအဲ့တော့ဖမ်းရတဲ့ဗီဒီယိုကြီးကြောက် post လိုက်ပါဒီကောင်ဒီကျိုး heavy video ပေါ်တော့ရဲရလာခါရတယ်ဖမ်းဖို့ဗီဒီယိုရပါမယ်နော် Verstappen. စိတ်ကရင်ရပ်ဆင်း ဆရာတို့လုပ်ပြရတယ်ဒီ ဟာ ခင်ဗျားတို့လေးရနေပဲ station တော့တော့ပဲရှိတယ်မလားမဟုတ်ပါဘူးတောင်းတသွားတယ်ဆိုရင်